ရပါတယ်မုန်းကအချစ်လားအတစ်လားအဟောင်းလားအကောင်းလားအဆိုးလားနှစ်မျိုးနှစ်စားတစ်မျိုးထားပြီးခွဲခြားရွေးချယ်ရပါမယ်အတစ်ကိုပြရွေးချယ်ရတော့အတ္တသမလောဘသာဟုအများပြောတာခံရမယ်အဟောင်းကိုပြရွေးချယ်ရတော့လူအားလူနုံခတ်ထုံထုံမှုဝိုင်းအောင်အပြစ်တင်ကြမယ်ကြိုက်ရကို၍တင့်ရပြီးတော့မနှင်းအမြတ်လက်တင့်ခံဖို့ရေတန်စိတ်ထဲရှိစမြဲမှုဘာပဲဖြစ်ဖြစ်ရပါတယ်မင်းရင်ဆို